အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒူရီကိုင်းချန်နယ်တင်လေးရနေပြီးတော့ကျွန်တော်ကိုမမိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်ကိုမအတွက်အပတ်စဉ်တင်ဆက်ပေးနေကြကျွန်တော်စနေနေ့မှာကျွန်တော်အများနဲ့တင်ဆက်ပေးနေကြဖြစ်တယ်လာမတ်ပေါ့ဗျာလာမတ်တပတ်စာအတွက်အချုပ်ကနန်းလေးတွေလာရောက်မြောက်ပေးခြင်းဖြစ်ပါတယ်တပတ်စာဆိုရင်ကျွန်တော်ရဲ့ကနန်းကတင်းနာအင်္ဂါပေါ်တခုအဓိကအကြအများဆုံးဖြစ်တော့ကြောင့်အဓိကတော့ဟုံးမကျော်အချုပ်ပေါ့ဗျာနော်ဟုံးမကျော်အချုပ်ကိုကျွန်တော်ကလာရောက်မြောက်ပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုမတွေအားလုံးကမွေးပရိတ်တွေပတ်တိတွေနဲ့ကျွန်တော်ဒါအခွေတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအစအဆုံးလေးမြင်မကျော်ပဲနားလည်အောင်ကြည့်ပါနော် channel ကအသစ်ဖြစ်တော့ကြောင့် channel ကို subscribe မလုပ်ရတဲ့ကိုမတွေအားလုံးပဲ subscribe နှိပ်ပါတော့နေပြီးသားကိုမိုက်ကလည်း live video file လေးကိုဒီ video file လေးပေါ်ပြနော်အများမြင်နိုင်မယ့်နေရာလေးပါ share ပေးပါလို့ကျွန်တော်ကိုကြီးကအထူးပဲမြတ်တာရက်ခံပါတယ်ဗျာကဲကျွန်တော်တို့တောက်ကြနေညနေစီကကျွန်တော်ရင်နာကြဖြစ်သွားပြီပေါ့နော်ကျွန်တော်လက်ဆောင်ကနန်းကလည်းအဆင်မပြေခဲ့သလိုကျွန်တော်ကိုလုံးကိုကျွန်တော်6ဝန်းကျင်းမှာကျွန်တော်6နဲ့ကနန်းပါပြီးတော့ကျွန်တော်6တက်ဆိုတော့ဗျာနော်ပေါ်ပြီးပါဝါနက်ခတ်ပြီးနက်ခတ်ထွက်နေတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အကွာလေးတော့ရွေးချယ်တဲ့ထဲမှာမပါဘူးတော့ပေမဲ့ကျွန်တော်ဒါ6ပတ်တိ live ဆိုရဲကိုမှတော့ရောင်းကြမယ်ပေါက်ကြမယ်ထင်ပါတယ်အပူတော့ထွက်မလာခဲ့ဘူးဗျာနော်ကျွန်တော်ပြောပါတယ်အပူကကျွန်တော်ဒါတောက်ကြတဲ့ညနေတော့ကျွန်တော်အင်္ဂါနေ့မနက်စီကိုပို့ပြီးကြိုက်ပါတယ်လို့ကျွန်တော်ပြောတယ်ဒါကြောင့်ကျွန်တော်ဒါတင်းနာနေ့မနက်စီအဖွင့်နေ့မနက်စီပေါ့ဗျာနော်အဖွင့်နေ့မနက်စီညနေစီလေးကျွန်တော်တင်းနာနေ့မှာတော့ကျွန်တော်မနက်ညမှာအပူလေးကိုအဓိကစားပြီးဆော့သေးခြင်းပါတယ်နော်အပူဆော့ခြင်းတဲ့ကိုမလေးပူလိုက်နေတဲ့ကိုမလေးကနော်တင်းနာနေ့ဖွင့်နေ့မနက်ညကိုဦးစားပေးဆော့ပြီးပါအပူဆော့နေတဲ့ကိုမလေးကနော်ကဲကိုမလေးအားလုံးပဲနော်ကျွန်တော်မပြောက်ပတ်သေးလေးကျွန်တော်ဒါ19ရက်18ရက်19ရက်ပေါ့ဗျာနော်ဒီ3ရက်တွေမှာအဓိကကစားပြီးကျွန်တော်ဒါအခွေပါမယ်ကျွန်တော်ထုံးစံတိုင်းကျွန်တော်ထုတ်ပေးကြတိုင်းလေးပဲအခွေရဲ့ကျွန်တော်ဒါမပြောက်ပတ်သေးရဲ့မွေးပရိတ်ကေပေါ့ဗျာနော်မွေးပရိတ်ကအခွေရဲ့ဒါမပြောက်ပတ်သေးရေပေါ့ဗျာနော်အဓိကကျွန်တော်ဒါဒီအကြောင်းလေးမပြောခင်မှာကျွန်တော်လာမတ်တော့ကျွန်တော်အဖုံးဝင်ခေါ်မယ်အကြောင်းလေးပြောပါမယ်ဒီအကြောင်းကကျွန်တော်ကိုမိုက်ဒါလူရဲကိုမိုက်ကတော့ဒါထွေထူးပြောကြလို့မှမထင်ပါဘူးကျွန်တော်ကလူသစ်ကိုမိုက်တွေကိုပြောကြပေးခြင်းဖြစ်ပါတယ်နော်လာမတ်ကျွန်တော်ဒါတင်းနာအင်္ဂါဘုတ်တခုမှာအဓိကကစားမယ်ကျွန်တော်ဒါမင်္ဂလာနှစ်ကွက်နဲ့ပတ်တိလုံးကိုကျွန်တော်ရှိမှာကန်ဆာကြီး1000နဲ့အဖွဲလာဝင်ပြီးတော့ယူလို့ရပါပြီ။တော့ကျွန်တော်တို့မွေးကနန်းကအပတ်တိုင်းမှာမွေးပြီးအပတ်တိုင်းမှာထွက်နေကြမလို့မွေးကနန်းမထွက်မှာတော့လုံးဝစိတ်ပူစရာမလိုပါဘူး။မွေးကနန်းကအပတ်တိုင်းမှာမွေးပတ်တိုင်းမှာထွက်နေကြဖြစ်လို့မွေးကနန်းကကျွန်တော်ကမှလုံးဝဘုံမကျော်ငွေထုတ်ချင်တဲ့ကိုမတွေနော်မွေးကနန်းကိုတလုံးကိုပန်နိုင်ထိမိလိုက်မွေးချင်တဲ့ကိုမတွေတက်ကတော့ကျွန်တော်နဲ့လာရောက်လက်တွဲကြည့်ပါလာရောက်ကျွန်တော်ရှိမှာအဖွဲဝင်ကြည့်ပါအကုန်မရအားလုံးပဲကျွန်တော်ဘက်ကလည်းရေရသေးကြတဲ့ကနန်းလေးတွေကိုကျွန်တော်မိတ်ဆွေကူမတွေအားလုံးပဲအဆင်ပြေအောင်လို့အပါတိုင်းမှာကျွန်တော်ချပေးနေတယ်ကျွန်တော်ကူမတွေယုံကြည်မှုနဲ့လာခဲ့ပါနော်ယုံကြည်မှလည်းလာပါယုံကြည်မှုနဲ့လာခဲ့ပါကျွန်တော်ဘက်ကတော့ကန်ဆာကြီးတစ်တောင်းနဲ့တန်အောင်ကျွန်တော်ကူမတွေကိုလုံးဝအဆင်ပြေအောင်ကျွန်တော်ဒါအကွက်ကောထွက်အောင်ကျွန်တော်ဒါပတ်တီးကောထွက်အောင်ပါကျွန်တော်အကောင်းဆုံးအဆင်ပြေအောင်ကြိုးစားပြီးမှဖြစ်ပါတယ်နော်ကနန်းတွေကကျွန်တော်ဒါ3ရက်ဆိုပေမဲ့တင်းနာနဲ့အင်္ဂါမှာအထွတ်အများဆုံးဖြစ်တော့ကြောင့်နော်ကျွန်တော်ကူမတွေကတင်းနာနဲ့အင်္ဂါကျွန်တော်ဒါစောတာတွေနောက်ကြတာတွေကိုမကြည့်ဘဲနဲ့နော်အဖွင့်လေးကစပြီးတော့နော်ကျွန်တော်လိုက်ရမယ်ဆိုတဲ့ပွဲစဉ်အပြည့်ကိုတည်တည်ချာလေးဦးစားပေးလိုက်ပြီပါတချို့ကိုမရှိတယ်ပတိကစောပြီးထွက်တာတို့နော်အစောကြီးထွက်တာတို့အစောကြီးမလို့မထိုးမိလိုက်တာမျိုးဒါမျိုးဆိုကျွန်တော်ကိုမိုင်ပဲနင်းတာမှာနော်ရတယ်အစောကြီးထွက်သွားလဲကိစ္စမရှိဘူးကျွန်တော်ကိုမိုင်နောက်ရက်တွေမှာဆက်ပြီးလိုက်ရအောင်ကစားအောင်လို့ကျွန်တော်ပတိတစ်လုံးထပ်ပြီးချပေးမှာနော်ဒါကြောင့်ကိုမိုင်အားလုံးပဲအစောကြီးပဲထွက်နောက်ကြမှာပဲထွက်ကိုမိုင်အဓိကကျွန်တော်ပြောတဲ့ပွဲစဉ်အတွင်းမှာပဲအဓိကထွက်ဖို့ပါပဲဒါကြောင့်အကူမတွေကကျွန်တော်ပြောတဲ့ပွဲစဉ်အပြည့်ကိုလိုက်ပြီးတော့အဓိကကစားပြီးပါအကူမရအားလုံးပဲစောပြီးထွက်တဲ့ကျွန်တော်နောက်လုံးချက်ပြီးပါပါစိတ်မပူပါနဲ့နော်အကူမရအားလုံးပဲအဓိကကျွန်တော်အကူမတွေတင်းနာနေအစားတွေကစောပြီးပါနော်အဖွဲသမားတွေကျွန်တော်အဓိကပြောပြီးဖြစ်ပါတယ်နော်တင်းနာတွေကစပြီးစောပြီးပါကဲအကူမရအားလုံးပဲကဲမပြောက်ပတ်ပြီးမွေးပရိတ်လေးလာပြီဗျာနော်အဓိကကျွန်တော်19ရက်18ရက်19ရက်အဓိကကျွန်တော်ဒါဒီ3ရက်တွေမှာအဓိကကျွန်တော်ဒါမပြောက်ပတ်ပြီးပေါ့ဗျာနော်မပြောက်ပတ်ပြီးကျွန်တော်တင်းနာဟူးမကျော်တော့ဟိုမကျော်အဓိကမွေးချင်တဲ့ကိုမိုက်တော့ရွေးချယ်စရာကဏ္ဍ3လုံးကျွန်တော်ပြောပြမယ်ဒီကဏ္ဍလေးကကျွန်တော်မပြောက်ဝက်တီကခွန်89ပါဟိုမကျော်ဇာတူရွေးပြီးတော့မွေးချင်တယ်ဆိုရင်တော့ကျွန်တော်ခွန်89ဆိုတဲ့ကဏ္ဍ3လုံးတွေကကိုကြိုက်တဲ့တရားလုံးကိုရွေးချယ်ပြီးတော့မွေးလို့ရပါတယ်နောက်ကိုမိုက်အားလုံးပဲခွန်89ပါတော့မပြောက်ဝက်တီခွန်89မွေးပရိတ်လေးကပါလဲဆိုတော့9ပရိတ်6ပရိတ်ပါနောက်ကိုမိုက်အားလုံးပဲမွေးပရိတ်လေးကပါလဲဆိုရင်9ပရိတ်6ပရိတ်ဖြစ်ပါတယ်အကူမိုက်အားလုံးပဲလာမဘက်ကျွန်တော်ဒါတင်းနိုင်ငါပုတ်တူအဓိက3ရက်တွေမှာမွေးပေးပါမွေးပရိတ်မွေးမယ်ဆိုရင်တော့ပရိတ်မွေးမယ်ဆိုတော့3ရက်တွင်အဓိကမွေးပေးပါ9ပရိတ်6ပရိတ်နော်ပရိတ်က9ပရိတ်6ပရိတ်မပြောက်ပတ်ဒီကခွန်89ပါခွန်89ကပြောက်မှာမဟုတ်ပါဘူးလာဘက်မှာခွန်89ကမပြောက်ပတ်ဒီပရိတ်က9ပရိတ်6ပရိတ်လာပြီအခွေလေးလာပြီနော်အကုန်မရအောင်ပဲအခွေလေးကတော့ကျွန်တော်6ခွန်89အခွေပါအကုန်မရအောင်ပဲနော်အခွေက6ခွန်89အခွေပါမိသားစုမျိုးရအားလုံးပဲနော်အခွေက6ခွန်89အခွေဒီအခွေလေးကကျွန်တော်ဒါတင်းနာအင်္ဂါဘုတ်တခုအဓိကမွေးပါအကုန်မရအောင်ပဲနော်မွေးမယ်ဆိုတော့တင်းနာအင်္ဂါဘုတ်တခုပဲမွေးပါအကုန်မရအောင်ပဲဒီ3ရက်တင်မှာအဓိကထွက်မှာပါနော်ကျွန်တော်ဂျိတ်တွေလောက်ရှိပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့တပတ်စာအချုပ်ကအရင်ဘက်ကကျွန်တော်အင်္ဂါနေ့ပါပဲအကုန်ကြောက်ပါပဲရှေ့ဘက်ကလည်းအင်္ဂါနေ့ပါပဲအကုန်ကြတယ်နော်ကျွန်တော်ရဲ့မပြောက်ပတ်ဒီတပတ်စာအချုပ်ကဒါကြောင့်ဒါအခွေမွေးချင်တဲ့အကောင်မတွေပရိမွေးချင်တဲ့အကောင်မတွေပါရင်ကျွန်တော်တင်းနာအင်္ဂါဘုတ်တခုဒီ3ရက်တင်မှာအဓိကဦးစားပေးမွေးပါလို့ကျွန်တော်ဘက်ကအကြံပြုပါတယ်နော်ဒါအဖွဲဝင်ချင်တဲ့အကောင်မတွေကတော့နော်ဒီကဏ္ဍတွေကများတယ်အဓိကပတ်တိတစ်လုံးကိုရေရာနဲ့သေးချာကိုပါမန်နန်ထိထိမိမွေးချင်တယ်ဆိုရင်တော့
ကျွန်တော်ရှိမှာကန်ဆာကြီး1000နဲ့အဖွဲလာဝင်လို့ရပါပြီเนาะကဏ္ဍကဘဏ္ဍကောလည်းကျွန်တော်ပြောနေကြတိုင်းပဲเนาะကျွန်တော်ပတ်တိလုံးနဲ့ main နှစ်ကွက်ပါเนาะအကွက်မွေးချင်တဲ့ကောင်မတွေကိုပတ်တိမွေးချင်တဲ့ကောင်မတွေပါအဆင်ပြေတော့ကျွန်တော်ထုတ်ပေးထားပါတယ်ဘယ်နေရာမွေးရမှာလဲဆိုတင်းနာအင်္ဂါဘဒူအဓိကမွေးပါเนาะကောင်မရအောင်ပဲအဓိကမွေးရပါမယ်ကန်ဆာကြီးဘယ်လောက်ဆို1000ကျပ်ပါကျွန်တော်အားလုံးတက်တဲ့ကြီးအပတ်တိုင်းမှာကျွန်တော်ခေါ်နေကြကြီးတိုင်းလေးပဲကန်ဆာကြီးက1000ကျပ်ပါဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးက399434လိုက်နေဆိုဖုန်းနံပါတ်လေးကိုတိုက်ရိုက်ဆက်သွယ်လို့ရလို့ Viber ကလည်းဟိုင်းပြီးဆက်သွယ်လို့ရပါတယ်ဗျာ။တော့အကူမရအားလုံးပဲเนาะဒီဖုန်းနံပါတ်လေးတိုက်ရိုက်ဆက်သွယ်ပါအကူမရအားလုံးပဲเนาะဖုန်းနံပါတ်မမိတဲ့အကူမတွေကကျွန်တော် review file လေးအောက်ပါ comment မှာဖုန်းနံပါတ်လေးကိုကျွန်တော်ပြင်ထောက်ပေးပါမယ်အားလုံးပဲเนาะကြအားလုံးပဲကျွန်တော်မပြောက်ပတ်သည်မွေးပရိတ်နဲ့ share ခွေလေးကိုကျွန်တော်ပြန်ခေါ်ပြပေးပါမယ်။မပြောက်ပတ်သည်ကခေါ်ရှေကိုကမပြောက်ပတ်သည်မွေးပရိတ်က9ပရိတ်6ပရိတ်မွေးပါဒူးရှက်ခွေလေးကတော့6ခု8ခုခွေပါမိသားစုမျိုးရအောင်เนาะ6ခု8ခုခွေပါเนาะအကူမရအားလုံးပဲကဲကျွန်တော်အကူမရအားလုံးပဲတော့ကနန်းလေးပြောတာလဲစုံပြီးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ view file လေးဒီမှာပဲရှင်းအောင်ယူပါကျွန်တော်မရှိကူမရအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျွန်မရင်ပြည့်စုံပါသည်ကျွန်တော်ကိုင်းနဲ့ကန်ဆယ်ပြီးလာမှမှာရှေပေါ်သည်များများမိနိုင်ကြပါသည်လို့ကျွန်တော်ဆိုတော့ရပဲကျွန်တော် view file လေးဒီမှာပဲရှင်းအောင်ယူပါအားလုံးပဲကိုလက်ပါတင်းကောင်းတဲ့ညနေမှာကျွန်တော်ပြန်လာခဲ့တင်းကောင်းနေညနေစီမှာကျွန်တော်ပြန်လာတွေ့ပါမယ်အားလုံးပဲပါနော်